မှာလေကိုယ့်ရဲ့ကန်စာတာအရာဆောင်ရန်ရှောင်ရန်လေးတွေကိုတိထားတဲ့သူကသူများထက်အမြဲတမ်းတပန်းတာရဲဆိုတာယုံလားနော်အားလုံးပဲမင်္ဂလာပါရှင်တဲတော့ပိုင်အီမီကိုကနေကြိုဆိုလိုက်ပါတယ်ဒီနေ့အတွက်ခေါင်းစဉ်လေးကတော့ဘဝမှာဆောင်ရန်ရှောင်ရန်လေးတွေပေါ့နော်ပိုင်1ပိုင်2ပိုင်3ပါရှင် personal reading မေးချင်တဲ့သူတွေထဲတော့မေးချင်တဲ့သူတွေမေးခွန်း3ခုကို9000နဲ့လာမေးလို့ရပါတယ်အမြန်မေးချင်တဲ့သူတွေကတော့မေးခွန်း1ခုကို9000မှာဒီလိုမျိုးကန်စာတာစစ်ချင်တဲ့ဘဝမှာဆောင်ရန်ရှောင်ရန်သိချင်တယ်ဆိုလို့ရှိရင်တော့24နာရီအတွင်းပြန်ဖြေပေးပါတယ်1000ပါရှင်ပိုင်ဝန်းလေးအားလုံးပဲမင်္ဂလာပါရှင်ပိုင်ဝန်းလေး energy မိတာကိုဒီမှာကြည့်သစမ်းမယ်နော်ပိုင်ဝန်းလေးရဲ့ပင်ကို aura ကလေအမြဲတမ်းတောက်ပပြီးတော့လူချစ်လူခင်ပေါ်တဲ့ energy မျိုးရှိနေတာနော်ပိုင်ဝန်းလေးကဘလို့အခက်ခဲမျိုးမှာပဲဖြစ်ဖြစ်အကောင်းမြင်စိတ်ရဲ့နောက်ပြီးရင်ရီမောမောဖြတ်တန်းတတ်တာလေးရဲ့ပြီးရင်လွတ်လပ်နေတတ်တာပေါ့နော်လွတ်လပ်မှုကိုမျက်နှိုးတာလေးရဲ့နောက်တစ်ခုကလေမွေးရပါကံကောင်းမှုလေးတစ်ခုကိုလည်းပိုင်ဆိုင်ထားတတ်တဲ့သူလေးတွေပါနော်ပိုင်ဝန်းလေးတွေကလေဆောင်ရန်နေနဲ့ကတော့ငွေကြေးနဲ့အောင်မြင်မှုလမ်းကြောင်းပေါ်မှာအဆင်ပြေခြင်းနဲ့ဆိုရင်ဘဝရဲ့အလှည့်အပြောင်းတွေကိုစိတ်မလောဘဲနဲ့ဆုံးဖြတ်ချက်တွေကိုတေချာတွက်ချက်ပြီးတော့မှချပါနောက်ပြီးရင်ကိုယ့်ရဲ့နိုင်ငံအတွင်းမှာဒါမကပေါ့နော်နိုင်ငံခြားတွေဒါမှမဟုတ်ရင်ဒီလိုမျိုးနိုင်ငံခြားဆန်နဲ့ global ဆန်နဲ့လုပ်ငန်းတွေနဲ့ပို့ပြီးတော့အကျိုးပေးတတ်ပါတယ်နိုင်ငံခြားနဲ့ပတ်သက်ပြီးတော့လှုပ်ရှားရှိတာရဲလှုပ်အောင်မြင်မယ်လို့ပြောချင်တာရေရှည်အောင်မြင်မှုအတွက်ဆိုလို့ရှိရင်တော့စိတ်ရှည်ဖို့လိုလိမ့်မယ်လို့မြင်တယ်အဓိကရှောင်ရန်ကတော့အချစ်ကိုဖျားလို့ကိုးကွယ်တာပဲအဲ့ဒါရှောင်ရမယ်နော်ဘဝကြီးတစ်ခုလုံးကိုပုံအောပြီးတော့ဘသူ့ကိုမှမချစ်ပါနဲ့နောက်ပြီးရင်စိတ်ကူးရင်ကဘာထဲမှာပဲနစ်မြုပ်မနေပဲနဲ့လက်တွေ့ဆိုင်ရမယ်နော်စိတ်ခံစားချက်နောက်ကိုအရန်လိုက်လို့ရှိရင်ဆုံးဖြတ်ချက်တွေမှားတတ်ပါတယ်အဲ့ဒါလေးကတော့တတိထားရမယ်နော်ပိုင်ဝန်းလေးအားလုံးပဲကျေနပ်ကြလိမ့်မယ်လို့မျှော်လင့်ပါတယ်ရှင်ပိုင်တူးလေးအားလုံးပဲမင်္ဂလာပါရှင်ပိုင်တူးလေးတွေကလေတကယ်တော့လေအတွင်းစိတ်ရောအပြင်ပန်းမှာအရန် strong ဖြစ်နေပြီသားနော်ပိုင်တူးလေးတွေကဟန်ဆောင်မှုကင်းတယ်ရိုးသားတယ်ပြတ်သားတယ်အလုပ်တစ်ခုဆိုလို့ရှိရင်လည်းစောက်ချပြီးတော့လုပ်တတ်တယ်တကယ်ကိုထက်မြက်တဲ့သူတော်ပြီးသားသူလေးတွေလို့တော့ခံစားရတယ်စိတ်ကူးရင်မနေဘဲနဲ့အရာရာကိုလက်တွေ့ဆန်ဆန်တွေးခေါ်တတ်တဲ့ပုံစံမျိုးလေးတွေလည်းရှိတယ်ဆိုတော့လေပိုင်တူးလေးတွေစောင့်ရအချက်တွေကလေစိတ်လွတ်ကိုလွတ်နဲ့ပေါ့ပါပါနေထိုင်တတ်ဖို့လိုတယ်အိမ်ထဲမှာကြီးပဲအောင်းနေနဲ့အပြင်ခဏထွက်ပြီးအခွင့်အရေးရတယ်လို့ခီးတွေပါတွေသွားပါတခါတလေကြလို့ရှင်ကလေးတယောက်လိုပဲကွယ်ဘာပူပင်မှမရှိပဲနဲ့လွတ်လပ်နေကြည့်လိုက်တာကကို့မှာပိတ်နေတဲ့ energy တွေကန်တွေကိုပြန်ပြီးတော့ပွင့်စေတယ်ကန်တွေပြန်ပွင့်ရင်ငွေတွေဝင်လာတတ်တယ်ပေါ့နော်အဓိကရှောင်ရန်ကတော့ဘဝရဲ့ဒီလိုမျိုးရုပ်တရက်အပြောင်းလဲတွေကိုမကြောက်နဲ့တခုခုကိုလက်လွတ်လိုက်ရမှာဆုံးရှုံးလိုက်ရမှာမျိုးလုံးဝမကြောက်နဲ့တချို့အစိမ့်တောက်ဖြစ်စေတဲ့အရာတွေကလေအဲ့လိုမျိုးလက်လွတ်လိုက်မှပဲဘဝကပို့ပြီးတော့အဆင်ပြေချုံးဝင်သွားတာမျိုးဖြစ်တတ်တယ်တတိထားရမှာကတခုခုစတင်တော့မယ်တခုခုလောက်တော့မယ်ဆိုဘာပဲလုပ်တေချာရေးရအောင်တော့တွက်ချက်ပြီးမှလုပ်ပါနော်ပိုင်တူးလေးအားလုံးပဲကျေနပ်ကြလိမ့်မယ်လို့မျှော်လင့်ပါတယ်ရှင်ပိုင်တူးလေးအားလုံးပဲမင်္ဂလာပါရှင်ပိုင်တင်းလေးတွေကလေလာကြည့်ရတဲ့သူကယောက်ျားလေးပဲဖြစ်ဖြစ်မိန်းကလေးပဲဖြစ်ဖြစ်နော်တည်ငြိမ်နေရင့်ကျက်တယ်နောက်ပြီးရင်ယောက်ျားလေးနည်းနည်းလေးဆန်တယ်အမိန်းကလေးတွေဆိုယောက်ျားနည်းနည်းဆန်တယ်ယောက်ျားလေးဆိုလို့ရှိရင်တော့ gentleman ဖြစ်ပြီးသားပေါ့နော်ဆိုတော့ဟိုလိုမျိုးကြီးယောက်ျားကြီးရမ်းဆန်တာမျိုးပြောချင်တာမဟုတ်ပြောချင်တာကိုနားလည်လိမ့်မယ်လို့ထင်တယ်နော်ပြတ်သားတဲ့ energy မျိုးကိုပိုင်ဆိုင်ထားတာကွာဘဝကိုဒီဇိုင်းမတ်နဲ့စူးစမ်းတတ်တယ်။နောက်ပြီးရင်ကိုယ်ဘေးနားရှိတဲ့လူတွေကကိုယ်အားကိုးရတယ်ပေါ့နော်။အချစ်နဲ့ပတ်သက်ရင်လည်းအရန်သစ္စာရှိတဲ့သူမျိုးတွေမှာပါတယ်။ငွေကြေးနဲ့ကန်စာတာပို့ပြီးတော့ပွင့်လာဖို့ဆိုရင်ပိုင်သွေးလေးတွေစောင့်ရန်အချက်တွေကအိမ်ထဲမှာပဲအောင်းမနေနဲ့ပို့ပြီးတော့ဆိုရှယ်ကြနေပေးပါအပေါင်းအသင်းကောင်းတွေကိုရွေးချယ်ပြီးတော့ပေါင်းသင်းပါဘာလို့လဲဆိုတော့ပိုင်သွေးလေးကလေအပေါင်းအသင်းမိတ်ဆွေတွေကြောင့်မလို့ကံပွင့်လန်းပွင့်ဖြစ်တတ်တယ်။ဘဝကြီးကိုအရန်ကြီးစိတ်ညစ်မခံနဲ့ဘယ်ရာမှကိုယ်ကိုလာပြီးစိတ်ညစ်အောင်မလုပ်နိုင်ဘူးပေါ့နော်ပျော်ပဖြတ်သန်းမှုလိုအပ်တယ်စိတ်ညစ်စရာရှိရင်လည်းအကြာကြီးမယူနဲ့ပေါ့နော်အဲ့စိတ်ညစ်စရာကြီးအကြာကြီးကောင်းတော့မှမထည့်ထားနဲ့အဲ့လိုမျိုးပြောချင်တာနော်ရှောင်ရန်အနေနဲ့ကတော့ကိုယ်အဆင်ပြေနေပြီဆိုရင်ဒီကိုယ့်ရဲ့ comfort zone ထဲမှာပဲကျေနပ်ပြီးတော့ပိတ်မိနေရမျိုးမနေနဲ့လက်ရှိအခြေအနေမှာတင်အားလုံးပြည့်စုံသွားပြီဆိုပြီးတော့အဲ့လိုမျိုးတိုးတက်အောင်တိတ်မလုပ်တော့တာမျိုးမဖြစ်စေနဲ့ပေါ့နော်ဂိုးအစ်စ်တွေရည်ရွယ်ချက်အစ်စ်တွေရည်မှန်းချက်အစ်စ်တွေနဲ့ရှေ့ဆက်ပြီးတော့သွားပါလို့ပြောချင်တယ်။နောက်ပြီးရင်ကိုယ့်အတွက်အဆင်မပြေဖြစ်စေတဲ့ပတ်ဝန်းကျင်အဟောင်းတွေလူအဟောင်းတွေကနေပြီးတော့မှရုံးမထွက်နိုင်ဘဲနဲ့တန်ရောစင်တွေ့နေတာမျိုးကိုလည်းမဖြစ်စေနဲ့ပေါ့နော်။ဒါလေးကလည်းရှောင်ရန်နေထဲမှာပါတယ်ပေါ့နော်။ပိုင်တူးလေးအားလုံးပဲကျေနပ်ကြလိမ့်မယ်လို့မျှော်လင့်ပါတယ်ရှင်။